အဲ့ဒါပြောချင်တာကရေချင်းမှုဆိုတာအဲ့ဒါပဲရေချင်းမှုသူတို့ဘယ်လိုစားခဲ့တယ်လဲဘယ်လိုဝတ်ခဲ့လဲဘယ်လိုနေခဲ့ဟာအုတ်တွေဖုတ်တယ်ကျတကောင်းကိုသွားတဲ့ကဒီတော့သူတေသနာတအားဝါဒနာပါဘုန်းကြီးဖြစ်မှာပို့ပြီးတော့သူတေသနာဝါဒနာပါဒါဒီတော့ဘုန်းကြီးတွေကိုပြောတော့ဒီတော့တချို့ကမကြိုက်ကြပြီးတော့သာနာသမိုင်းတင်ထားပါတယ်နော် YouTube မှာလည်းပြီးတော့12ဖိုင်တင်ထားတာရှိတယ်နော်ဘုန်းကြီးတွေရေးတဲ့သမိုင်းကမှန်တာခက်ရှားရှားပဲလို့ဆရာတော်ကြီးရေးတဲ့သမိုင်းရောဟောဒီတော့ဆရာတော်ကြီးစော်ကားလို့ဖြစ်သွားမဟုတ်ဘူးဘာဖြစ်လို့ဆိုဘုန်းကြီးတွေစာတွေကသာပဲဟိုစာတွေကတွေးလို့ဆိုရေးတယ်ဒီစာတွေကတွေးလို့ဆိုပြီးရေးတယ်ဘယ်သူကွင်းဆင်းပြီးသူတေသနာလုပ်လို့တော့အဲ့တော့သမိုင်းမှာလက်မခံဘူးသူတေသနာလုံးမှနေပြင်ကိုကွင်းဆင်းလိုက်မှအထောက်အထားဘယ်နှခုပြနိုင်လဲအဲ့လိုမျိုးပြောနိုင်မှဒီဟာသမိုင်းအခိုင်းမှာကျမ်းဂါရင်းကနေ refer လုပ်လို့ရတယ်ဘာယုတ်တိခေါ်မလဲအာဂမယုတ်တိအာဂမယုတ်တိဆိုကျမ်းကိုကထောက်ထားပေါ့ပြီးရင်ဒီလိုသဘာဝယုတ်တိရောမလိုဘူးလားနော်အဲ့ဒါဆိုဒီလိုတို့ကမြေပြင်ကွင်းဆင်းပြီးတော့တကယ်လက်တွေ့ research လုပ်ရမယ် study လုပ်ရမယ်အဲ့လိုလုပ်ပြီးမှဒီအတွေ့အကြုံနဲ့အတွေ့အကြုံတွေနဲ့ဒီလိုမျိုးတွေ့ရဆိုအုတ်ခဲတွေပကောင်းတကောင်းမှာရွှေစည်းကုံဘုရားစီးကုံဘုရားကရှင်များနဂါတော်ဦးတို့တိုက်တူးလို့ကိုစီးကုံဘုရားကြီးပြိုးသွားပြီယရနာတွေတင်းတရားထည့်ထားတာဟုတ်နော်အဲ့ဒါဥနိဝင်းလက်ထက်ကတိုက်တူးလို့စီးကုံဘုရားပြိုးသွားပြီပကံလေးမျက်နှာဘုရားအနောက်ထားထည့်တာလေးမျက်နှာဘုရားနဲ့ကက်ရက်စီးကုံဘုရားဆိုတော့မြန်မာပြည်မှာအစောဆုံးဘုရားပဲရွှေတကုံပြီးရင်ဒုတိယအစောဆုံးတပည့်တော်ရှိအခုအုပ်ပုံကြီးရှိသေးတယ်မြုပ်ကျသွားတဲ့အုပ်ပုံကြီးလေဟုတ်လားဗျာနော်အဲ့ဒီဘုရားမှာအုပ်တီအုပ်ချက်ကြီး9သိန်း9,900 9ချက်ရှိအဲ့ဒါတအိမ်ကိုအုပ်တစ်ချက်ဆိုတော့အဲ့ဒီခက်ကတကောင်းမှာမိသားစုဘယ်လောက်ရှိတယ်ဒါဒီလောက်ကြီးတကောင်းနော်မန္တလေးမြို့ကြီးတော့မကဘူးအင်အားကြီးခဲ့တယ်အုပ်က18ဒီလိုက9ဒီလိုအမြင့်က3 18 9 3သူ့ရဲ့အုပ်ထုကြီးတယ်အဲ့ဒီအုပ်တွေကိုဗာထည့်ဇဘက်ခွန်တွေထည့်ပြီးဖုတ်တာဟောအဲ့ဆိုဇဘက်ခွန်လိုက်ရပြန်ရောဒီအုပ်တွေကိုကြည့်ပြီးတော့ဒါပြူခက်ကအုပ်တွေပြူခက်ကအုပ်မှရင်ဇဘက်ခွန်ထည့်ဖုတ်တယ်လက်စင်းရပါလက်အစင်းလေးထည့်လိုက်တယ်တို့အုပ်ကိုလှုပ်ပြီးပြီဆိုလက်အစင်းလေးထည့်ပါအဲ့လက်အစင်းလေးဒီလိုချစ်လိုက်တယ်တင်ရသားလေးအဲ့ဒါတို့အန်ရကင်းတယ်လို့ယုံကြည်တယ်တို့ရဲ့ယုံကြည်မှုဟုတ်လားဗျာနော်ဒါဒီတော့အုပ်တစ်ခုပြီးတဲ့အခါအဲ့ဒီအုပ်မှာအမှတ်တစိမ့်ပါတယ်ဟိုမှာ A3 လုံးတို့ဟို9 3လုံးတို့အဲ့လိုအမှတ်တစိမ့်ပါဆိုသူတို့မှလည်းအမှတ်တစိမ့်ပါပြူစာကိုတို့ဖတ်ပြူစာကိုလိုက်ဖတ်အဲ့ဒါဒါကဘယ်ခေတ်ကဟုတ်တနေ့အခုအမြန်လမ်းဘေးမှာနော်ဒီလိုတငယ်ချင်းတာမန်ကျော်လင်္ကာရချပေးနေတာတာမန်ကျော်အကြောင်းအဲ့သူမှအဲ့ဒီအုတ်ထောက်ထားတွေအုတ်တွေတွေ့နေတဲ့ဘုရားအဟောင်းတစ်ခုတွေ့လို့အဲ့ဒါပြူခက်ကဘုရားဖြစ်နေတာဆိုပြီးတော့လှမ်းတောင်းလိုက်တယ်ပုံတေတေချာရှင်းလင်းရိုက်ပို့ဆိုဟုတ်တယ်ပြူခက်ကအုတ်တွေဖြစ်နေတယ်လို့နော်အဲ့ဆိုတော့ဘာဖြစ်လို့ဆိုတော့ဟောဒီလှဲကူးကပြူမြို့9မြို့မြို့ဟောင်းကြီး9မြို့ရှိခဲ့တယ်လှဲကူးမှာနှစ်ပေါင်း2200ကျော်ကဘုရားတဆူရှိအဲ့ဒါတန်ခါနာရအကြောင်းမှာတိမ်ပေါင်းများစွာတန်လို့ထုတ်တော့မပြဘူးတပည့်တော်တို့ဒီသူစေနာဓမ္မတွေတွားကြည့်တဲ့အခါကျရင်တော့ပြအဲ့တော့အဲ့ဒီဒေတာအဝန်းဝိုင်းမှာနော်ဥယျာဉ်လှဲကူးပေါ့ဗျာဒိမ်မဲပြူလို့ခေါ်တယ်တိမ်မဲပြူတွေနေခဲ့တဲ့နေရာအခုဆရာကြီးတက္ကသိုလ်ကနဲ့တာဆရာဘုံတင်ကျော်နဲ့ပြီးတော့ချိတ်ပေးထားတယ်အဲ့ဒါသူတို့လာပြီးတော့သမိုင်းမညာရှင်တွေကိုယ်တိုင်လာကြည့်လိုက်အဲ့ဒါဘာကိုပြောတာဆိုရင်ကျေးခုဟာဒီနေရာနေမှာဒီလိုမျိုးထွန်းကားခဲ့သလားသူတို့ရဲ့အသုံးအဆောင်တွေအထောက်အထားတွေအုပ်ကြီးတိုင်းလည်းမဟုတ်ဘူးဒီတိုင်းလည်းမဟုတ်ဘူးအဲ့ဒီကနေပကံခစ်ကြတော့ဒီမှာအကြီးဆုံးအုပ်က16လက်မလောက်ပဲရှိတော့နော်အခုကြတော့ဘယ်လောက်ရှိရော6လက်မတောင်တိတ်မပြေတော့ဘူးလား6လက်မအုပ်ဆိုတာတောင်တိတ်မပြေတော့ဒါဒီလိုလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရောခေတ်ကာလပြောင်းလဲသွားတဲ့သူတို့ရဲ့ဒီ engineering အတတ်ပညာပေါ့နော်နောက်ဒီလိုအုပ်ကြီးတွေဆိုဒီအုပ်သေးသေးတောင်ဒီရောအင်္ဂလိပ်ကမနိုင်တာဗျာအခုခေတ်လူတွေကဟိုခေတ်ကလို့အုပ်ကြီးတွေနဲ့စီလို့ရတာရှင်များစီးပြီးပြိုမှာပဲနော်အဲ့ဆိုဟိုခေတ်ကလူတွေရဲ့ engineering အတတ်ပညာတွေဘယ်လောက်ရှိလဲသူတို့တွေဘယ်လိုအတတ်ပြန်အဲ့ဒါတွေသူ့တင်ရလုပ်ပြီးအသစ်ပြန်ပေါ်တကယ်တမ်းဆိုရင်လေသမိုင်းတွေကနေသင်စရာတွေအများကြီးတပည့်တော်တို့ထက်သားတယ်ရှင်ဗျာပကံကလည်းသားတယ်တကောင်းကလည်းသားတယ်အခုခေတ်တဲ့အကုန်သားခဲ့တယ်အခုခေတ်လူတွေဖင်ကောင်းတာကျဲနေတာရှင်ဗျာအဲ့ရှေ့ရလူတွေအရှင်တစ်စက်မှမဟုတ်ဘုန်းကြီးတွေရောလူတွေရောဟုတ်တယ်မလားဗျာနော်စာပေဘက်ကကြည်လက်တွေ့လုပ်ငန်းဘက်ကကြည်အဲ့ဒါဆိုတပည့်တော်တို့ကရှေ့တော့လူတွေကိုထင်သေးလို့မရဘူးဖုန်းမရှိဘူးအင်တာနက်မရှိဘူးတပည့်တော်တို့ကခေါင်းပို့ကြည့်အတွေးခေါ်ပိုးမြင်တယ်အဲ့ဒါကိုတပည့်တော်တို့ကလေ့လာလေ့လာတဲ့အခါကျတော့ဒီစာကြည့်ရက်တွေကို museum လို့သုံးမြန်ဟိုတော့စာကြည့်ရက်ဆိုအဲ့ဒါတွေကုန်ထက်လာတပိုင်းထောက်ထားတွေကုန်ထက်အဲ့ဒါစာကြည့်ရက်အခုနောက်ကျခွဲလိုက်တယ်စာအုပ်ထောက်ထားတွေအဲ့ဒါတွေပါလေတည်တံ့ထားတာကိုကျွန်တော် library လို့ခေါ်တယ်နော်ဒီခုနပြောတဲ့ဒီတပိုင်းထောက်ထားတွေပါလေရှိတဲ့ဟာကျတော့ museum လို့ပြန်ပြီးတော့
ခေါ်လိုက်တယ်အဲ့လိုမျိုးတပြို့တို့ကပြောင်းသွားအဲ့တော့လူတယောက်ရဲ့ပုံကိုယ်တယောက်ရဲ့ထူးချွန်တဲ့ပုံကိုယ်တယောက်ရဲ့အထိမ်းအမှတ်ကြတော့ monument museum ဒီလိုဖြစ်သွားတယ်အထိမ်းအမှတ်ပြတယ်လို့ဖြစ်တယ်အဲ့ဒါဒီအကုန်လုံးကိုတစ်ခုတည်းခြုံပြောတော့စာကြည့်လိုက်ပါဟုတ်ပြီလားဗျာနော်